ဒီနေ့ business English သင်ရင်လည်း phrase ကောင်းတာလေးတစ်ခုထွက်လာလို့ quiet quitting quit ဆိုတာအလုပ်ကိုဒါထွက်တာစိတ်လေးကိုဖျက်တာအရက်ကိုဖျက်တာလုပ်နေကြအလုပ်တစ်ခုကိုမလုပ်တော့ဘဲနဲ့ရပ်ဆိုင်းပလိုက်တာဒါမျိုးကို quit လုပ်တယ်လို့ခေါ်တယ် quiet ဆိုတော့တိတ်တိတ်လေးပေါ့နော်အဲ့တော့တိတ်တိတ်လေးထွက်တယ်ဆိုတာဘာလဲတကယ်တမ်းအလုပ်မထွက်ပါဘူးအခုနောက်ပိုင်းနိုင်ငံတကာမှာတော့ဒါတော်တော်ခက်စားလာပြီမြန်မာနိုင်ငံကိုရောက်လာပြီလားမရောက်လာဘူးလားတော့ကျွန်တော်လည်းမသိဘူး quiet quitting ဆိုတာကိုယ့်ရဲ့ work life balance အလုပ်နဲ့ဘဝရဲ့ဟန်ချက်မျှတမှုအတွက်အလုပ်ချိန်ပြင်ပမှာအလုပ်မလုပ်တော့တာ overtime တွေကို OT လို့သူတို့ခေါ်ကြတယ် overtime တွေမှာဒါပတ်စံမြရင်မလုပ်တော့ဘူးမနေ့ဆိုရင်လည်းဒါအလုပ်ချိန်မတိုင်ခင်ဝင်လာတဲ့ email တွေဘာတွေကိုမဖြေတော့ဘူးအလုပ်ချိန်ပြင်ပဖုန်းခေါ်တာကိုမကင်တော့ဘူးအလုပ်ချိန်မနေ့9နာရီကနေ9နာရီဆိုရင်9နာရီကနေ9နာရီကွက်တိပဲလုပ်တယ်ပြီးသွားရင်မလုပ်တော့ဘူးဘာကြောင့်လဲသူ့ဘဝအတွက်သူအချိန်ပေးတယ်သူ့ရဲ့ personal development ဖွံ့ဖြိုးတိုးတက်မှုအတွက်သူအချိန်ပေးတယ်ဒီလိုလေးတွေသွားကြတယ်အဲ့ဒီလိုလုပ်တာကို quiet quitting လို့ခေါ်တယ်တချို့ကြတော့လဲ work life balance အတွက်မဟုတ်ဘဲနဲ့အလုပ်တစ်ခုမှမပျော်တော့ဘူးမပျော်တော့ပေမဲ့လည်းဒီအလုပ်ပြုတ်သွားရင်လည်းစားစရာမရှိဖြစ်မှာဆိုလို့အလုပ်ကိုဒါမလုပ်မရှုပ်မပြုတ်ကလေးနေတာမျိုးကိုလည်းဒါ quiet quitting လုပ်တယ်လို့ခေါ်တယ်ဆိုတော့က managers should be careful when the staff start to do quiet quitting staff ဝန်ထမ်းတွေက quiet quitting စလုပ်ပြီးဆိုရင် manager တွေနည်းနည်းလေးဂရုစိုက်သင့်တယ်သတိထားသင့်တယ် or the managers themselves might do quiet quitting manager တွေကိုယ်တိုင်လည်း quiet quitting လုပ်နိုင်တာပဲ anyway quiet quitting အလုပ်ချိန်အထိပဲအလုပ်လုပ်မယ်ပို့ပြီးတော့မလုပ်တော့ဘူးမိုင်းပို့မသွားတော့ဘူး boss အတွက်လည်းမလုပ်တော့ဘူးကိုကြိုက်နေတဲ့ company အတွက်လည်းမလုပ်တော့ဘူး no သူ့အချိန်ရောက်ရင်ရက်လိုက်မယ်ကိုယ့်ရဲ့ work life balance ကိုဘဝအတွက်ဒါနေစားရှိရနေမယ်ပျော်စားရှိရပျော်မယ်စားရှာရှိရစားမယ်ဒါမျိုးလေးကိုခေါ်တယ် quiet quitting ကျွန်တော်တို့စီမှာ quiet quitting လုပ်နေတာဘယ်နှယောက်ရှိကြလဲမသိဘူး comment မှာရေးပေးကြပါဦး I'm doing quiet quitting ဆိုပြီးတော့ရေးဒါမှမဟုတ် quiet quitting ပဲရေးလိုက်လဲရပါတယ်